ကျွန်တော်ကလည်းကျွန်တော်ရဲ့အသက်20ကျော်ဝန်းကျင်ကဖိုမိုဖြစ်ပူတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ရှိန်ပါရှိန်ဟီလင်းစတူဒီယိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ Friday ပေါ့နော် Friday ဆိုတော့အလုပ်ပြီးတော့ဗီဒီယိုလေးတစ်ခုရိုက်မယ်ဆိုပြီးစဉ်းစားပြီးတော့ဗီဒီယိုလေးရိုက်ရင်ကောင်းမလဲစဉ်းစားလိုက်တဲ့ချိန်မှာဒီကလေးရိုက်မယ်ဆိုကောင်းဆိုပြီးဒီအတွေ့လေးဖြစ်လာတော့ဒီဗီဒီယိုလေးရိုက်ဖြစ်တာပေါ့နော်ဘာလဲဆိုတော့ FOMO ဂျုံမိုကြားဖို့ကြတာမသိဘူးဒီအကြောင်းကိုကျွန်တော်အင်တာနက်မှာရှာကြည့်တော့လေတိတ်ဗီဒီယိုတိတ်မရှိဘူးအားနဲ့ဒီကလေးလုံးကောင်းမယ်ဆိုပြီးတော့အတွေ့လေးပေါ်လာတာပေါ့နော်သူ FOMO ကကြတော့ဘာလဲဆိုတော့ fear of missing out ဂျုံမိုကြတော့ joy of missing out FOMO ကဘာပြောရလဲဆိုတော့ fear of missing out ဆိုတာကြောင့်ကိုကတခုခုလွတ်သွားမှာကိုကြောက်ရွံ့တဲ့စိတ်ပေါ့နော်အဲ့ဒါကို FOMO လို့ပြောတယ်ဒီ FOMO ဆိုတဲ့အသုံးလေးကဘယ်ကစဖြစ်လာလဲဆိုတော့1996ခုနှစ်ကစပြီးတော့ဒီ marketing mind ပေါ့နော် marketing strategist တယောက်ဖြစ်တဲ့ဒေါက်တာဒန်ဟာမန်ဆိုတဲ့သူကနေပြီးတော့ဒီ FOMO ဆိုတဲ့စကားလေးကိုစပြီးသုံးလာတာပေါ့နော်1996မှာစသုံးလာပြီး2010လောက်မှာစပြီးလူတွေအများကြီးသိလာတာပေါ့နော်လူသိများလာအဲ့ဒီကနေပြီးတော့ marketing မှာသူတို့ရဲ့ပစ္စည်းကိုတခုခုဥပမာဆိုရင်သူတို့ပစ္စည်းတစ်ခုမသုံးလို့ရှိရင်ဆုံးရှုံးသွားမယ် anxiety ပေးတဲ့အဲ့လို strategy ကိုသုံးပြီးတော့ဒီပစ္စည်းကိုရောင်းတာပေါ့နော်အဲ့လိုအစနေပြီးတော့လူသိများလာပြီးတော့ဒီ Oxford dictionary မှာ2023လောက်ကစပြီးတော့ထည့်သွင်းလာတယ်ပြောကြတာပေါ့နော်အဲ့ဒီကနေပြီးတော့ဒီအဲ့လို FOMO အသုံးပြုရများပြီးတော့သူ့ရဲ့ opposite ပေါ့နော် opposite alternative စကားလုံးတစ်လုံးများရှိမလားဆိုပြီးရှာရနေပြီးတော့ဂျုံမိုဆိုတဲ့စကားလေးကထွက်လာတာဂျုံမိုဆိုတာ try or missing out ပေါ့နော်ဒီဟာလေးလွတ်သွားတယ်ကိုကပွဲတွေလွတ်သွားတဲ့အတိုင်းပဲကိုကပျော်ရွှင်နေတယ်အဲ့လိုနဲ့ alternative စကားလေးတစ်ခုထွက်လာတာပေါ့နော်အဲ့တော့အကောင်းဆုံးဥပမာတစ်ခု FOMO ဥပမာတစ်ခုကြည့်မယ်ဆိုရင်အခု Apple ပေါ့နော်မကြသေးခင် iPhone 17နဲ့ထွက်လာတယ်ဆိုတော့ဒီလူတွေကသူ Apple strategy อ่ะပေါ့နော်သူကလည်းလူတွေကိုသူပစ္စည်းမသုံးလို့ရှိရင်ဒီလူတွေက out of date ခင်မမိဘူးဆိုပြီးတော့အဲ့လိုအတိလိုက်မြင်ထားရပေါ့နော်ဥပမာဆိုမယ်ဆိုရင် Apple ပစ္စည်းတစ်ခုရဖို့ pre order လုပ်ဖို့ဆိုရင်2 နာရီအတွင်း pre order ရောင်းကောင်းသွားတယ်ဆိုတော့စာလိုင်းတွေနဲ့ဒီသတင်းစာတွေမှာကြေညာတယ်ပြီးရင်ဒီ Apple ဖုန်းရဖို့အတွက်ညအိတ်ခံပြီးတော့စောင့်စားနေတဲ့လူတွေကြီးပဲအဲ့လိုမျိုးဓာတ်ပုံတွေလူတွေမြင်အောင် social media တွေမှာတင်တယ်အခုကကျတော့ပထမဦးဆုံးဒီစောင့်ပြီးတော့ဝင်နိုင်တဲ့လူကိုလက်ခုပ်တွေဝိုင်းတီးကြတယ်သူကအဲ့လိုမျိုးငါလည်းဖြစ်ချင်တယ်ဆိုတဲ့စိတ်ကပူတည်ပြီးတော့ဒီအဲ့မှာ FOMO ဆိုတဲ့ anxiety တွေစဖြစ်လာတာပေါ့နော်ကျွန်တော်ကလည်းကျွန်တော်ရဲ့အသက်20ကျော်ဝန်းကျင်က FOMO ဖြစ်ပူတယ်အသက်20ကျော်ဝန်းကျင်ကလေကျွန်တော်6တောက်ကြနေညနေ6နာရီအလုပ်ပြီးပြီဆိုတာနဲ့ရေမိုးချိုးပြင်ဆင်ပြီးတော့ကိုရီးယားမှာနေရဆိုအေထဲဝန်သွားတယ် club တွေသွားတယ် club သွားလို့ဒီည club တစ်ခုမသွားလိုက်လို့ပွဲလေးတစ်ခုတော့ကိုလွတ်သွားမယ်ဆိုတာနဲ့အဲ့ဒါကိုငါလွတ်မဖြစ်ဘူးငါ့ကိုတငယ်ချင်းတွေခေါ်မှဖြစ်မယ်ငါတငယ်ချင်းတွေတွေ့မှဖြစ်မယ်အဲ့လိုမျိုးပေါ့နော်ပိတ်ရက်ရှည်ရပြီဆိုတာနဲ့အဲ့လိုမျိုးခီးထွက်မယ်ဆိုမှဥပမာပိတ်ရက်ကရှည်တယ်ဆိုတောက်ကြနေပိတ်တယ်ပေါ့နော်စနေနေ့မှစနေမနေ့မှထွက်လိုက်ရအဲ့ဒါတော့မှအချိန်တစ်ခုလေးကိုမှမရဘူးတောက်ကြနေညပြီးချင်းပဲအဲ့လိုမျိုးအတင်းစူးစားတယ်လုပ်တယ်ဆိုတော့ပင်ပန်းခဲ့တာပေါ့နော်အဲ့ဒါကြောင့်အခုတော့ဒီ FOMO ကနေပြီးတော့အခုကိုပြန်ပြီးတော့ self regulate လုပ်မယ်ဆိုရင်တော့ဂျုံမိုဖြစ်လာပြီပေါ့နော် joy of missing out တခုခုလွတ်သွားလဲပျော်နေတာပဲပေါ့ဒါပေမဲ့အင်တာနက်မှာရှာကြည့်လို့ရှိရင် FOMO လို့ရှာကြည့်လို့ရှိရင်အင်တာနက်မှာဆိုရင်ဒီ club ပုံတွေဖုန်းတွေ night out live တွေအဲ့လိုမျိုးပြတယ်ပေါ့နော်ဂျုံမိုလို့ရှာကြည့်လို့ရှိရင်စာအုပ်ဖတ်တာလေးတွေတချင်းနားထောင်တာလေးတွေယောဂကျင့်တာတရားထိုင်တာအဲ့လိုလေးပြရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ personal အမြင်ပြောရမယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်တငယ်ချင်းတွေရှိတယ်ပေါ့နော်တချို့တွေသူတို့ဆိုအခုချိန်ထိဒီ club တွေလောက်တယ်ဒီ club life တွေသွားတယ်ပျော်တယ်ပါတယ် night life တွေကြိုက်တဲ့သူတွေကလည်းသူတို့ဘဝမှာပျော်နေတာပဲပေါ့နော်အဲဒါကြောင့်ဒီလိုအရာတွေကလည်းသူတို့အတွက်ကတော့ဂျုံမိုသူတို့အတွက်ဒီလိုလုပ်တဲ့အပြုမှုတွေက FOMO မဟုတ်ဘဲနဲ့ဂျုံမိုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့ personal မြင်ရဆိုရင်တော့FOMO ဂျုံမို leveling တက်တာတော့ကျွန်တော်တော့တိတ်အားမပေးဘူးပေါ့နော် FOMO ကဘာတွေက FOMO ဖြစ်တင်ပါတယ်ဘယ်ရာတွေကဂျုံမိုပါဆိုပြီး leveling တက်တာတက်လူတူဦးတယောက်ကြည့်ရကိုစိတ်ထဲရပေါ့နော် be true yourself ကိုလိုချင်တဲ့အရာပေါ့နော်ကိုလုံးနေပျော်နေတဲ့အရာကို FOMO လို့ကိုလုံးနေပျော်နေတဲ့အရာကိုဂျုံမိုလို့ခေါင်းစဉ်တက်မယ်ဆိုရင်တော့ကျွန်တော်ကပို့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ FOMO ဖြစ်တာကောင်းတာလားမကောင်းလားဂျုံမိုဖြစ်မှဂျုံမိုဖြစ်တင်တာလားဂျုံမိုဖြစ်အောင်စူးစမ်းမှာလားအဲ့လိုမျိုးမိကုန်းနေတက်ကိုပဲကိုကဘာကိုပျော်ရှင်တာလဲကိုကတရားထိုင်တာတချင်တာထောင်တာလူအများကြီးနဲ့မတွေ့တာ
အဲ့လိုမျိုးယောဂကျင့်တာအဲ့ဒါတွေပြောချင်တယ်ဆိုရင်တော့ကိုယ့်အတွက်အဲ့ဒီအရာတွေချုံမိုးပေါ့နော်ဒါမှမဟုတ်ကိုကအခုချိန်ထိ latest trend တွေနောက်လိုက်တဲ့latest luxury item တွေ stock ဟိုဒီ limited item တွေကိုကြိုက်တယ်အဲ့လိုမျိုး night life တွေ club တွေသွားနေတာကိုကိုယ့်အတွက်ဖြစ်မယ်ဆိုလို့အဲ့ဒါလည်းကိုယ့်အတွက်ချုံမိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုကျွန်တော်ကတော့ယုံကြည်ပါတယ်ဟုတ်ဒီနေ့တော့ခုလိုနားထောင်ပေးတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ် have a good night ပါ